Nora အခုကဒီတာဝါလေးကိုလာခုံပြမယ်ပေါ့နော်အညောင်လေးပါဟော Nora နဲ့တူခုံမယ်ပေါ့နော်ဒါတော့ဖြန်လန်းလေးကနေတော့မှာပေါ့နော်ဟဲ့အပြင်းကြီးရဲ့လူဆိုတော့အတိုင်းနဲ့လေအပြင်းကြီးရဲ့လူရဲ့ရုပ်ကချောပါတယ်ဆိုတော့ခုကတော့တော်နေပြီရှင်နေရာလေးပေါ့နော်ဒါမဲ့ပါရိတ်ဖို့ညောပြုတ်ချပါ යි ပြန်တက်မယ်ခုလာတော့မသိသူများကြီးကြောက်ဘာလို့ပါရိတ်မှာဟဲ့အဆန်ဟိုပလန်မရှိဘူးဒီနေရာနေတော့လို့ပြီးနေပြီစားဟိုအောက်ဘက်ကနေတော့ကြတယ်ဆိုတော့ခုံးနေဟာ Nora ကို like လေးပေးခဲ့ကြအောင်ပေါ့နော် Nora video တွေကိုတွေ့ချင်တယ်ဆိုလို့ရှိရင်တော့like လေးပေးခဲ့ပေါ့နော်မဟုတ်ရင် Nora video ထပ်မရိုက်ပြတော့ပါဘူးတော့ပါမယ်တိတ်လေးခုံးလိုက်တာရမ်းစီရကြပါတယ်အဲ့တော့ပါမယ်ခုကဘယ်နဲ့ရောက်နောက် video တွေဆိုလို့ရှိရင်တော့ Nora တငယ်ချင်းနဲ့အတူတူဆက်ပြပေးမယ်ပေါ့နော်။ကွာ Nora ကြောက်တယ်ပါ Oh my god ကိုရပေါ်တော့ပါ No ရသွားပြီတရားယူရတာအားလွယ်ဒီလိုမျိုးယူရေးပေါ့နော်ယူလို့ရှိရင်ဟိုအောက်မနစ်ပဲနဲ့မာနေရဥစားဆိုရင်တော့ခေါ်လို့ရပါပြီပေါ့နော်ဒီမှာဗျာဒီမှာစင်းရံနဲ့ခလုတ်လေးတွေ့ရနော်အဲ့ဒီစင်းရံနဲ့ခလုတ်နှိမ့်လိုက်လို့ရှိရင်ဟိုဘက်မှာရှိနေတဲ့သောကပါလေလေးတောင်ကွက်နေရလေးကပြတ်သွားဒါဆိုလို့ရှိရင်ဒီညကြီးခုံနေနေပြကြပါရင် Oh my god အဲ့တော့သွားနေပါပြီရှင်ဒီနာတော့တအားခက်တယ်ပေါ့နော်အဲ့တော့ဒီချာခေါ်ကြဖို့ဘာလို့ပြန်မလဲ Nora နဲ့တူတူခေါ်ချင်တယ်ဆိုရင် Nora ကော follow ထားပေးကြပါနော်ဆိုတော့ဘာမှမဆိုင်ဘူးလေခေါ်ရတော့အဲ့ဒါကြောင့်မို့ကျင့်ပုတ်တဲ့ game ကိုခေါ်တယ်အဲ့တော့နေပါပြီရှင်ဒါကိုကျင့်ပုတ်တဲ့ game ကိုခေါ်သည်တော်တော်ရပါပြီနိုင်ကျင့်အဲ့တော့နိုင်ပါပြီအောင်ပဲပတ်ပြီပါဒီဗီဒီယိုလေးကိုကြည့်ပြရအောင်ဆုတ်ကြည့်ပါကျေးဇူးတင်ပါတယ်ရှင်